ကဲဘယ်နဲ့တနာနဲ့စတွေ့နေရရှာစင်ပြပါမလားဘယ်နဲ့တတာပေးလိုက်တဲ့ဒမ်းမြန်များကိုအိုးရှယ်ရူကီတိုင်းရောက်လိုက်ပါဖိုင်နယ်ဘလူးနဲ့ပြန်ပြီးပတ်ဖိုင်းနေပါပေးလိုက်နေပဲရှာရုံမှာအောက်ပလေးတော့ပြန်ပြသွားတယ်ဘယ်နဲ့တတာဘဒလီတောက်လျှောက်ဖြစ်နေဖရန်ကိုဟုတ်ပါဝိုင်းတေးမလို့ဘလက်ဒီဟောက်ဖလာကနဲ့ကြိုက်ပြီးလိုက်တာရှိုင်းနေတဲ့တန်းတီဝိုင်းဘဒန်ဖစ်ထရက်2မှထပ်ပြီးထိုးပေးတိုင်းနဲ့ပဲနှစ်ကောင်လုံးတန်းတီ1 for 2 3နဲ့လက်ပူပါတော့မလို့ရောင်ကြီးဟုတ်လေးနဲ့ဆွဲထားတယ်ရှိုင်းနေတဲ့ special ပြန်ထပ်ပြီးရုံထွက်ထားသေးရဲ့လက်ပူ base of 5ပြေးဝင်သွားပြီ special ရောလာရလေးရောကစားရသေးရဲ့ဗောနော်လက်ရှိကဖလာကစတန်နဲ့မှဖတ်ဖလာစပြီးရသွားတယ် double K လက်ပူsuper fan လိုက်ရိုက်နေပြီမသိမ်းမှနေရတယ် Asmarita တော်လေးတော့ strong တယ်လို့ပြောရမယ် Haruka Crystal Cherokee ဖြတ်ပိုင်းနေတယ်ပဲနောက်တော့ပြန်ဖတ်သွားတယ် Lancelot တော့မှFranco Bladier တွေပဲဖြတ်ကြိုက်ထားတယ်ဆိုမှ Lancelot execution တွေပဲတို့ shine နေတယ်သိမလို့ပဲသိသွားတယ် Lancelot တစ်ချက်ကြားမှာသိသွားတယ် Asmarita star မှုနဲ့ပြန်ပြရိုက်နေပဲ Lancelot ဒီကောင်တော့ပြန်ထားတယ်လက်ဘူး lane shake က star flag ကနေလှမ်းပေးနေပဲ resist ဆက်ထက်ကျွေး Asmarita တက် shot ပုတ်နေတဲ့ damage မှာခောက်ဆွေးရှိပြန်ရောက်သွားမရဘူး Naoki ပဲရအောင်ယူထားနေပဲ double K ပိုင်း Naoki နဲ့တူ Yoki 1 for 2 trade ပြ Oh Franco ဟိုမှာနွိုင်းပါသွားပြီထပ်ပြီး stand ပေးထားနေပဲ butterfly stand မှာထပ်မိသွား Asmarita star မှုနဲ့လာပြီးကဲရင်ဒီလားမရတော့ဘဏ္ဍ fit crack ဝေါ်ပိတ်ပြီးထိုးပေးထားတဲ့ damage ကလည်းများနေတယ်ပဲသူရတော့တော်တော်ရောက်သွား Oh ဒါကိုရလက်ဝင်ရှိုးတယ်ခောက်ဆွဲလေးပါထပ်ပြီးဆုံးတက်ခံလိုက်ရ double K ပိုင်းဘဏ္ဍတာနဲ့ super စင်ပြေလိုက်ပတ်ထားတယ်သူရတော့အရင်တော့မရောတော့သူနေနဲ့သူ့ကြီးပါတက်နေရဆိုတော့လေ lance ဆိုတော့ဂျားထဲမှာညံ့နေရတော့ minor fury ထပ်ထောင်းပြီးလိုက်နေပဲ3 man 4 man နေထပ်ထိသွားတင်းကောင်နေနဲ့တယောက်ပဲကျန်တော့9ကောင်လုံး one red section ကိုမှ Yoki 4ကောင်ရသွားတော့ oh my god ကောင်းလိုက်တာရအောင် Basili ဆွဲထား shine နေနဲ့ Rishu ကူတော့ဖြစ်နေချင်းလေးကိုမှပြန်တော့ရုံးထွက်နေသေးရအောင်မလား minor fury ထပ်ထောင်းပေးဦးမလားကဲ Franco hope လက်ဘူး base of 5 minor fury 2 man ပဲထပ်ပြီးထောင်းထားနေတယ်ပဲ Lancelot execution တွေပဲမထွက်တဲ့ချင်းလေးကိုမှ Lancelot သိပါပြီဒါတော့ဆို Lancelot လေးရောညက်သွားပြီ Badan fit crack all လေးပဲပိတ်ပြီးတာ Haruka Cherokee ကြားထဲမှာထပ်ပြီးတေးဆုံးသွားတဲ့ကောင် super fan ဖြစ်ရင်းနဲ့ပဲ Yoki နှစ်ကောင်လောက်ထိပါရသွားတယ်တော့တေးရပြီ first round နေဆိုတော့လေ mega ပဲရောက်ဝယ်မျောနေ Lancelot execution တွေပဲပြတ်တော့ဒါစင်းတော့ပြတ်ထွက်တာ Vanilla final blue butterfly 3 man လက်ဘူး base of 5 lane shake က star ထပ်ပေးထားနေ1 man ပဲကြားအောင်မလား Minor Fury 3 man ထပ်ထောင်းပေးထားနေပဲ battery ကတောက်လျှောက်ပြင်းနောက်ကြီးတောက်လျှောက်လိုက်ပုတ်တဲ့ damage lane shake က star ပေးထားတယ်ဆိုမှလည်းညံ့နေရဘာလို့လေးလဲပဒံဘာလို့မလဲ fit crack ကောဝင်ပိတ်ပြီးထိုးခဏပြီးတော့တန်းတင်သွားပြီဟုတ်နဲ့ပြန်ဆွဲထားတယ် Lancelot ကိုတပကေးရထားနေပဲ Haruka Crystal မှာပေါင်းဝင်လာပြီရအောင်မလား super fan ရုံးထွက်ဖို့တော့ကြိုးစားနေ Minor stand နေပေးထားနေပဲအတန်းနဲ့တော့ရုံးထွက်ထားတယ် Yoki 2 for 2 training 2 for 1 training နဲ့တူ Mega လေးတက်တိုင်တော့စရသွားပြီ Franco ဟုတ်ကတိတာလက်ဆွဲကြတယ်မှာတန်းပြတ်သွားပြီ Asmarita ပဲရအောင်ဆုံးတက်ပြီလက်ဘူး base of 5ပြေးဝင်လာ late shake stand 1 man ပဲထိထားနေပဲ resist လက်နဲ့တူနောက်ပြန်ပတ်ဖို့တော့လိုအပ်နေ Minor ဆွဲစားမှာရမလားခေါက်ဆွဲနေတယ်ပြီးတော့ ocean တွေပါထောင်ပေးထား Asmarita star moon နဲ့တက်တိုင်ကိုပြန်ထိပေးထားနေတယ်ပဲ super fan နောက်ပြန်ပတ်ဖို့လုံးနေHaruka တက်နိုင်တော့တာဝါလေးတော့ mega လေးလိုက်ယူပေးထားတယ်ဗျကဲ mega နဲ့လေးနဲ့နောက်ပြန်ပတ်ဖို့လိုအပ်နေသေးတယ်ဗျသင်ဟိုအတက်နိုင်ဆုံး carry ပေးနေတဲ့ Naoki အတက်နိုင်ဆုံးလောက်ပြ Haruka share ကို share တွေပါ300နဲ့ Lancelot execution နဲ့ခေါက်ဆွဲတော့ပြေးကတ်သွားလက်ဆွဲတွေပါခွဲပြီးတော့ပဲ oh Lancelot ပြန်တက်ပြီးသွားတယ်လက်ပု resistance နဲ့2 man ပဲဒါပေမဲ့လည်း flower OC fashion တွေ shine နေကို share နဲ့ပြန်ရုံးထွက် minor တော့တော်တော်ကြီးကိုဆေးပေးထားတာsuper fan နေတော့တက်နိုင်ဆုံး carry ချင်းနဲ့ဆိုမှပြန်တော့ပတ်သွားပြီ so Asmarita star moon နဲ့နောက်မှပြန်ရောက်လာပြီဘာဆက်လို့မှလဲ battery ဆက်ပြုံးမှလား oh Franco ဟုတ်ကြီးကကောင်းလိုက်တာနောက်မှ Bladier နဲ့မှထပ်ကြိုက်ပြီ Badan fit crack နဲ့ flag ကနေဝင်ထိုးပြီးတာလက်ဘူး lane shake က2 man လောက်ဒီထပ်ထိနေနေပဲ Asmarita တေးသွားမလား final blow ပဲထပ်ပေးတာ shut down ကြီးပဲထပ်ရတိုင်းနေပဲ Badan မှာထပ်အဆုံးတက် Hiroki နှစ်ကောင်လောက်ထိပဲတေးသွားပြီ Minor ပြန်ပတ်ဖို့လိုအပ်နေပြီ super fan နောက်ကနေတောက်ရှော့ drive press နေနေပဲ battery ကဒီနားလေးမှာရပ်တော့ဖို့ရှိနေသေးတယ် lorry ကလည်းပြန်ပေါ်လာပြီဆိုတော့ကပ်ပတ်တွေဆိုတာအချိန်မီးဖြစ်သွားနိုင်တယ်ပြန်ချပြန်ပတ်ဖို့လိုအပ်နေ Lancelot တော်တော်လေးကြုံနေတဲ့ချင်းလေးတစ်ခုမှာဒါစင်းနေတယ်ပြန်ပြီးတော့ပြေးချင်သေးတယ်ဆိုမှလည်း Badan fit crack wall ပိတ်ပြီးထိုးရအောင်မလား Badan fit crack Lancelot execution နဲ့ပြန်ပြီးရုံထွက်နေတာ Asmarita star mode ပေးရဆိုမှလက်ပု base of 5 lane shake က stand နဲ့ပဲတက်နိုင်ဆုံးကပြီးတော့ resist နဲ့ပြန်ပြီးတော့နောက်ပြန်ပတ်သွားတယ် Benedetta နဲ့ final position လေးတစ်ခုတော့လုံနေပြီကတိတာမဲ့လေကဲဒီလောဘတွေကဖြုတ်ဖို့လို lane shake ကဖြတ်ရိုက်ရဆိုလို့လေ Manual Fury ချက်ထောင်းပြီးလိုက်2 man Asmarita star mode နောက် Haruka Cherokee Badan fit crack wall ပိတ်ပြီးထပ်ထိုးပြီးလိုက်တဲ့ damage ကြားထဲမှာအန်နဝါကျော်ကြီးပဲထန့်ညက်နေပြီကဲအောင်ပေးဆုံး Lancelot execution ထွက်မှာမထွက်တော့ stand နဲ့တောက်လျှောက်ပေးနေနေပဲ Hiroki 3အောင်လောက်ဒီပဲထက်ရသွားပြီနှစ်ကောင်နဲ့ star mode နဲ့ထိမ့်ပြီးထားတယ်ကောင်းလိုက်တာ Asmarita အတက်နိုင်လို့ carry ပေးနေ super fan နေနဲ့တော့ base of 5တွေပဲရှိနေသေးတယ်ကာလို့ရပါဦးမလားနှစ်ကောင်နဲ့ကာရမှာတော့အချိန်ကြီးကတော့9ကောင်လေးသူကပြေးတတ်လာပြီကာကျင်သေးရဆိုမဲ့လေတောက်လျှောက်ကာနေသေးတယ် Asmarita star mode လက်ဘူး base of 5တွေပဲHanabi ကို fake crack တွေပဲနော်ဟောပိတ်ပြီးထိုးတယ် Hanabi နည်းနဲ့ရှင်းပြတော့ Big Auto Ocean နဲ့၄ဝထောင်လက်ဆွဲပါတောက်လျှောက်ခွဲလက်ဘူး resistance နဲ့အတက်နိုင်ဆုံးကာကျင်သေးလား late shake က star ထပ်ပြီးထားသေးတယ်ဒါပေမဲ့လည်း9ရောက်အားမှာမမျှတော့ဘဲနဲ့
ဒါဘူးပဲပြန်ပြီးသွားပြီဘန်နက်တာတကောင်မဲကျွန်တော် final blow ပဲထပ်တုံးမှုတော့ low အနေတည်ရ credit ပါတော့ပြေးကြလာပြီဒါပေမဲ့ဘန်နက်တာနဲ့စတွေ့နေရရှာစင်ပြပါမလားဘန်နက်တာပေးလိုက်တဲ့ဒမ်းမြန်များကိုအိုးရှယ်ရူကီတိုင်းရောက်တိုင်းကွာ final blow နဲ့ပြန်ပြီး butterfly နေပါပေးလိုက်နေပဲရှာရုံမှာအောက်ပလေးတော့ပြန်ပြသွားတယ်ဘန်နက်ဂျားမှာညံ့နေတာ super fan လိမ့်နေပါရောတတ်နိုင်ရှိbase of fight raises လာ lane shake ကဖြတ်ဘန်နက်တာ final blow နဲ့ပဲပြသွားမလား comi 1 fury ရဲ့တာမီပေး4 1လောက်ကြီးပဲအထိကတိက last week ပဲတောက်လျှောက်ခွဲနေနေပဲ last week တော့ Thomas ဖြတ်ပိုင်းနဲ့ damage နဲ့ပြတ်တိသွားရဆိုမှလည်း Naoki တောက်လျှောက် live rest နဲ့ damage တော့များရင်တော့1 for 1 trade ပဲဒါပေမဲ့ Franco black ဖြတ်ကြရင်နောက်က Hanabi ပြတ်တဲ့ damage ကြားထဲမှာတိမ်မလို့ပဲတာကြီးလို့ကျွန်တော်ပတ်ဖို့လုံးနေပြီကဲတာမရှိချင်းနေခုမှဘာလို့မှလဲ super fan base of fight ပေးမှလားအတတ်နိုင်တော့ fake credit ပိုင်းနဲ့ထိမ့်မိထားသေးတယ် lane shake က raises လာတောက်လျှောက်သူဘန်နက်တာ damage နဲ့ပဲနိုင်ရင် China ဆန်တိတ်သွားပြီဟုတ်ပါကို shadow ကဖြတ်ပိုင်းဘန်နက်တာ final blow နဲ့ die အောင်မလားရပါအောင်မလား shine နေတော့ညံ့နေတာကို shadow ပြန်မတုံးဘာဆက်လုပ်နေရလဲ Hiroki 3កောင်လောက်ဒီပါတေးဝိုင်းနေပဲ2 for 3 trade Hiroki ကဘတ်တယ်လီတောက်လျှောက်ဖြစ်နေ Franco ဟုတ်ပါဝိုင်းတေးမတော့ Bloody Hawk Flag နဲ့ကြိုက်ပြီးလိုက်တာ shine နေနဲ့တန်းတေးဝိုင်း benefit trap 2 man ထားပြီးထိုးပြီးတိုင်းနေပဲနှစ်ကောင်လုံးကတန်းတေး1 for 2 trade နဲ့ယူလက်ပူရုံးကန်ပြီးသားတည်ပြ3កောင်ကြားထဲမှာ Franco ဟုတ်လွဲသွားပြီ mind roll လာကေ damage လေးရှင်းနေသေးတယ် star နေပါလှမ်းပြီးတာ Franco Bloody ဒီပါကြိုက် Hanabi ပြတ်တဲ့ damage မှာတော်တော်နာ immortal ပဲဆွတ်ထားသေးရဆိုပြီးမှလည်းအော်အခဲမှာထက်ခဲရတာတည်တာကဲနောက်က follow damage benefit trap damage ကြမှာ Hanabi တန်းတေးဝိုင်းဘတ်တက်တာရပါအောင်မလားလက်ပူလိမ့်ရှိကိုင်းနဲ့အတတ်နိုင်တော့ထမ်းပြီးတော့အိုးရှစ်ဘတ်တက်တာ final blow အိုး for my နာလိုက်တာတောက်လျှောက်ဘတ်တက်တာ damage ပေးအရင်ရောပြတ်သွားဘူး၄ယောက်တော့ရှိရဲ့ချင်းနေမှာသူပြန်တော့ပတ်ထားတယ်သူတယောက်တည်း defend တော့မချင်းနေလေးပါကဲ၃ယောက်တစ်ယောက်ဆိုတဲ့အချင်းနေမှာဘယ်လို defend မှာလဲကောင်းတော့ပြန်နေပြီဆိုနှစ်ကောင်တော့ပြေးတက်လာပြီးတော့ရှိနေသေးတယ်ဘယ်နဲ့တက်တာ decreation မို့တက်တာ final blow မပါလာတော့ final blow မရှိဘူး decreation ဘာလို့ fury ပေး purify အတတ်နိုင်တော့ immune ထားသေးတယ်ဒါပေမဲ့လည်း crystal throne ကို crit အများကြီးကတ်လာပြီဘယ်နဲ့တက်တာကာချင်းသေးလားရောင်းလဲ benefit crit နဲ့ immortal ချပြီးထားနေပဲ crystal throne only ချဝိုင်းနေသူ GG ပါဒီကိုတော့ oh my god